ကျွန်တော်မိသားစုဝင်တွေကိုကျွန်တော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေလေလက်ကန်ဌာနချုပ်ဝင်းတဲ့အထိဝင်အောင်တိုက်ခိုက်နိုင်ခဲ့တဲ့အကြောင်းကိုကျွန်တော်ထပ်မံပြီးတော့ဖော်ပြပေးခြင်းတယ်ဗျာထပ်မံပြီးတော့ဆိုတာကထပ်မံပြီးတော့ကျွန်တော်တို့ပြစ်ခတ်ဖြတ်စည်းနိုင်ခဲ့တာပါကျွန်တော်တို့ရဲ့အဓိကပြစ်မှတ်ဖြစ်တဲ့ရေဒါစခန်းကိုထိရောက်စွာချေမှုန်းနိုင်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကျွန်တော်ဖော်ပြပေးခြင်းတာပါနောက်ထပ်ကျွန်တော်အားလုံးမျှော်လင့်နေတဲ့သတင်းကြီးတစ်ခုလည်းရှိနေပါအဲ့ဒါကညဝရီရဲ့စကန်ဌာနချုပ်ပါကြောက်ဖြူမှာညဝရီရဲ့စကန်ဌာနချုပ်ကိုအရခတ်တက်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေပြင်းထန်တဲ့ထိုးစစ်တွေဆင်နွှဲနေပြီဆိုတဲ့အကြောင်းကိုကျွန်တော်ဖော်ပြပေးချင်တာဗျာဒါကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ်ပထမဦးစွာကျွန်တော်တို့ဒါ online ပေါ်မှာရဲဘော်တွေနဲ့ပတ်သက်ပြီးတော့เนาะ campaign တွေလုပ်ကြတယ်ပြီးတော့ဒီ campaign နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်တွေဒါကူညီသင့်လားဝင်းရံထောက်ပံ့သင့်လားဆိုတာကိုကျွန်တော်တရားနည်းနည်းလေးပြောပြချင်တယ်ဗျာ2025ဒီဇင်ဘာလကုန်ဝင်းကျင်လောက်မှာပါဆိုတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မထုတ်ပြန်ခဲ့ကြပါဘူးအဲ့ဒီမှာအချမ်းဖက်စစ်ခွေးတက်ကျွန်တော်တို့အဓိကပင်မစကန်တစ်ခုကိုကျွန်တော်တို့အဖွဲ့3ဖွဲ့ပေါင်းပြီးတော့တွားရောက်တိုက်ခိုက်ခဲ့ကြတယ်ဆိုတော့နှစ်ဖွဲ့ကရောက်သွားပြီနှစ်ဖွဲ့ကအဲ့ဒီစခန်းဒဲထီကိုရောက်သွားပြီတစ်ဖွဲ့ကရောက်မလာဘူးဟုတ်ပြီဘာကြောင့်ရောက်မလာတာလဲကျွန်တော်3ဖွဲ့တိုက်တယ်ကျွန်တော်အားလုံးပြင်ဆင်ပြီးသားအားလုံးကျွန်တော်တွက်ချက်ပြီးသားနှစ်ဖွဲ့ကျွန်တော်တို့စကန်ကုန်းထီကိုကျွန်တော်တို့ဝင်ရောက်တိုက်ခိုက်နိုင်နေပြီတစ်ဖွဲ့ကြံနေခဲ့တယ်ဆိုတော့အဲ့ဒီတစ်ဖွဲ့ကအကြမ်းဖက်စစ်ခွေးတဲ့လက်နက်ကြီးပစ်ခတ်တဲ့လမ်းကြောင်းပေါ်မှာရှိနေတာဆိုတော့လက်နက်ကြီးဒီရစပစ်ခတ်မှုတွေကြားထဲမှာအဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင်ကွန်မန်ဒိုတယောက်ကြာရှုံးခဲ့ရတယ်အဲ့ဒီဖွဲ့ကိုဥဆောင်တဲ့လီဒါတယောက်ကွန်မန်ဒိုခေါင်းဆောင်တယောက်ကြာရှုံးခဲ့တဲ့အခြေအနေမှာပြီးတော့လက်နက်ကြီးပစ်ခတ်တဲ့လမ်းကြောင်းနဲ့လည်းပဲဒါပြောမယ်ဆိုရင်တော့ရောက်နေတဲ့အဲ့ဒီအဖွဲ့အားစခန်းကိုအဲ့ကျွန်တော်တို့စခန်းသိမ်းနေတဲ့နေရာအထိကိုသူတို့တွေချင်းကက်လာရောက်ပြီးတော့မပါဝင်နိုင်တော့ပါဘူးဒီခေါင်းဆောင်လည်းကြာသွားတဲ့အခါကျတော့ကျွန်တော်တို့စီမံကျွန်တော်တို့စီမံပြီးတော့ကျွန်တော်တို့ထိန်းချောင်းရတဲ့အခြေအနေလည်းကျွန်တော်တို့အားနဲ့သွားတဲ့အခြေအနေမျိုးပါဟုတ်ပြီဒါပေမဲ့နှစ်ဖွဲ့တည်းနဲ့ကျွန်တော်အဲ့စခန်းကိုကျွန်တော်တို့ချိန်မုံတုတ်တင်လူနေပါအထိကိုကျွန်တော်တို့အခွင့်အရေးရခဲ့ပြီးပြီအနိကတိုက်ပွဲအထိလည်းကျွန်တော်တို့ရောက်နေပြီဒါပေမဲ့ကျွန်တော်ရင်ဆိုင်ရတဲ့ပြဿနာကကျွန်တော်တို့မှာကြည်မရှိတော့ကျွန်တော်အနိကတိုက်ပွဲတွေအတွက်လည်းကျွန်တော်ပြင်ဆင်ထားတဲ့လက်ပစ်ဘုံတွေလည်းကျွန်တော်တို့လုံလောက်တဲ့လက်ပစ်ဘုံတွေပါမလားမရှိဘူးပေါ့ဗျာဆိုတော့စဉ်းစားရမှာကျွန်တော်မိသားစုကျွန်တော်တို့လက်ရှိအချိန်မှာမြေပြင်တပ်ဖွဲ့ဝင်တွေကျွန်တော်တို့ရဲဘော်လူငယ်လေးတွေကျွန်တော်မိသားစုဝင်တွေနဲ့စကားတွေပြောတယ်သူတို့တွေပြောတဲ့စကားအတိုင်းကျွန်တော်တို့ရဲဘော်ရဲဘက်အချင်းချင်းကြတော့ကျွန်တော်နားလဲတယ်ဆိုတော့ကျွန်တော်မိသားစုဝင်တွေနားမလဲတာကိုပြောတာမဟုတ်တော့နားလဲပါတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့တတ်နိုင်ဆုံးနည်းနည်းလေးပဲဖြစ်ဖြစ်ဗျာကျွန်တော်တို့ဝိုင်းပြီးတော့ကူညီပေးကြပါကျွန်တော်လည်းအတတ်နိုင်ဆုံးကျွန်တော်လည်းကူညီပေးနေသူတယောက်ပါကျွန်တော်ဆောင်းနေတဲ့သူကျွန်တော်မကူညီဘူးလားမဟုတ်ဘူးဆိုတော့ဒီလိုအခြေအနေလေးတွေဟာမိစံမိကုန်းတွေလည်းရှိတာပေါ့နော်ဆိုတော့မင်းတို့ဒီနေရာကိုတက်ခတ်သိမ်းပိုက်ဖို့အတွက်မင်းတို့မှာလုံလောက်တဲ့အခြေအနေတစ်ခုကိုမင်းတို့ကမရှာဖွေနိုင်ဘူးလားမင်းတို့မှာမတွက်ချက်ထားဘူးလားနံပါတ်1ကျွန်တော်တို့အဲ့ဒီစကန်ကိုသိမ်းနိုင်တယ်ဆိုတာကျွန်တော်တို့ကမစတင်မတိုက်ခိုက်ခင်ကကျွန်တော်တို့ကသိပြီးသားကျွန်တော်တို့လူငယ်တွေကအဲ့လောက်ထိကိုစိတ်သက်ပြင်းတာဆိုတော့အချို့တိုက်ပွဲတွေမှာဆိုရင်အဲ့ဒီစခန်းပေါ်မှာရှိတဲ့ကောင်တွေကကျွန်တော်လူငယ်တွေအပေါ်ကိုတက်ဝိုင်းတဲ့အချိန်ကျွန်တော်တို့အနီးကပ်ရှင်းလင်းတဲ့အချိန်မှာဒီကောင်တွေအကုန်လုံးရှိတာတွေပါအကုန်ပစ်ချပြီးတော့ထွက်ပြေးတာအချို့လက်နဲ့မပါဘူးဒီတိုင်းထွက်ပြေးတာဒီကောင်တွေလက်နဲ့ထမ်းပြီးတော့မပြေးနိုင်ဘူးကျွန်တော်မိသားစုဆိုတော့ကျွန်တော်တို့ရုပ်ရှင်ကားတွေကြည့်နေတာပါလေ Rambo တို့ပါလေ Bandai တို့ကျွန်တော်ကautomation gun ကိုလွယ်ပြီးတော့တနတ်တင်ရောဆွဲတဲ့ပုံစံမျိုးမဟုတ်ဘူး
အဲ့ဒီကောင်တွေလက်နက်တောင်မှတကောင်တွေအကုန်ပစ်ချပြီးတော့ထွက်ပြေးတာအဲ့လိုထွက်ပြေးတဲ့ကောင်တွေကတော့မှကျွန်တော်တို့လူငယ်တွေအနောက်ကလိုက်ရှင်းတာအဲ့လိုလိုက်ရှင်းလို့ကျွန်တော်တို့လူငယ်တွေထိခိုက်ခဲ့ရတာတွေလည်းရှိတယ်ကျွန်တော်တို့ကတော့အပြတ်ပဲဘယ်သူတွေပြက်ပြက်မပြက်ပြက်ကျွန်တော်တို့ကတော့အပြတ်ရှင်းတာဆိုတော့ဒီစကန်ကိုသိမ်းဖို့အတွက်ကျွန်တော်တို့ပြင်ဆင်ထားတာတွေအများကြီးရှိတယ်ပြီးတော့ဒီစကန်ကိုသိမ်းဖို့အတွက်ကျွန်တော်တို့အချိန်တွေအများကြီးယူရတယ်ဆိုတော့အဓိကပြင်ဆင်မှုကကျွန်တော်တို့တိုက်ခိုက်မဲ့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ကဒီဝင်ရောက်တိုက်ခိုက်တဲ့အခြေအနေနဲ့ခုခံတဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့အခြေအနေနဲ့ဆိုတာလေကွာခြားတယ်ဆိုတော့ကျွန်တော်တို့ပွင့်လင်းပြောမယ်ဆိုတော့တာလွန်အင်အားသုံးရတယ်ပြီးတော့ကျွန်တော်တို့ကြည်ဖြုံးရတယ်ကျွန်တော်မနာနဲ့ပြက်ခတ်ရှင်းလင်းပြီးတော့ကျွန်တော်အရှိကိုတိုးရတာဒါတော့ပေါ်နေလေကြောင်းကနေဘုံလာကျဲတာရှိတယ်ပြီးတော့လက်နဲ့ကြီးတွေနဲ့လှမ်းပစ်နေတာတွေရှိတယ်တောက်ချောက်ကောင်တွေပြစ်ကူပေးနေတာအဲ့ဒီစကန်မကြမချင်းကိုပြစ်ကူပေးနေတာတခါတရံမှာစကန်ကြပြီးသွားတာတော့မှကျွန်တော်တို့အပေါ်မှာအောင်ပွဲခံလို့မရဘူးရှင်းစင်းနေတာရှင်းအကုန်လုံးရှင်းလိုက်တာအကုန်လုံးရှင်းပြီးတော့ကျွန်တော်တို့အကုန်လုံးချက်ချင်းပြန်ဆင်းရတာဘာကြောင့်လဲဆိုတော့လေအပေါ်ကောင်ကလာပြီးတော့အဲ့သူတို့စကန်တဲ့တွေကိုပဲဒီကောင်တွေဘုံကျဲခဲ့တယ်ဆိုတဲ့ဖြစ်စဉ်တွေကျွန်တော်တို့အများကြီးကြုံတွေ့ခဲ့ပြီးအားလုံးတက်ခိုက်သိမ့်ပိုက်ပြီးနာရီနဲ့ချီပြီးတော့ကြာနေတာတော့မှအဲ့ဒီနေရာကိုလက်နဲ့ကြီးနဲ့ပြစ်ခတ်ခဲ့မှုတွေကြားထဲမှာကျွန်တော်တို့လူငယ်တွေထိခိုက်ခဲ့ရတာတွေလည်းရှိတယ်ကျွန်တော်ရဲ့မိသားစုဝင်တို့ဆိုတော့အဲ့ဒီမှာကျွန်တော်တို့အနီးကပ်တိုက်ခိုက်သိမ့်ပိုက်မဲ့လုံးစုံတိုက်ခိုက်သိမ့်ပိုက်မဲ့အခြေအနေတစ်ခုရောက်သွားသည့်တိုင်အောင်ကျွန်တော်တို့ဆက်လက်ပြီးတော့ချိန်မုံဖို့အတွက်ကျွန်တော်တို့မှာကြည်မီလောက်တော့ပြီးတော့လက်ပြဘုံလဲကျွန်တော်တို့မှာမရှိတော့အချုပ်ဗန်ကာတွေအခုနောက်ပိုင်းကတော့ဗန်ကာတွေ RPG နဲ့ထုလာတော့မှမလုပ်ဘူးဒါကျွန်တော်မိသားစုဝင်တွေဆိုကျွန်တော်အများနဲ့ပွင့်လင်းလင်းပြောတတ်တယ်ကျွန်တော်ဟိုကောင်တွေဟိုဘက်ကငါစလို့ခွေးရတွေဘက်ကနေပြီးတော့ဒီကောင်တွေရဲ့ဘယ်လိုပြောလဲခံစစ်ခိုင်မာတဲ့ဘာညာပြောတာမဟုတ်ဒီကောင်တွေကငကိုတွေကပြိုလဲပြီးသားကျွန်တော်တို့ကဒီတိုက်ပွဲကိုတိုက်မယ်ဒီစကန်ကိုသိမ်းမယ်ဆိုတဲ့ကွာကျွန်တော်တို့အဲ့ဒီနေရာကိုအပိသက်တက်ခတ်သိမ့်ပိုက်မယ်ဆိုတာကျွန်တော်တို့လူငယ်တဦးချင်းစီတိုင်းကိုဘယ်သူမှလာပြီးတော့ကျွန်တော်တို့ကိုမိတ်ပေးစရာမလိုတော့အောင်ကိုကျွန်တော်တို့ကစိတ်ပိုင်းဖြတ်ပြီးသားဒါပေမဲ့ကျွန်တော်တို့မှကြည်မလောက်ဆိုတော့ကျွန်တော်မိသားစုရန်သူဟာခြေကုပ်ယူထားတဲ့နေရာတွေကျွန်တော်တို့မြန်မာနိုင်ငံနေရာဒေသအသီးသီးမှာကျွန်တော်တို့မိုးလေးတစ်ဖောက်တစ်ဖောက်ရွာလိုက်တဲ့အချိန်မှာမှိုတွေပေါက်နေတယ်လို့မျိုးအဲ့လိုမျိုးဒီကောင်တွေချင်းကုန်ကြတာအချို့ရန်ကြီးကြည့်တဲ့နေရာတွေဆိုကာကင်းဆိုတာကလေကျွန်တော်မိသားစုနေဘယ်လိုပြောမလဲတောင်တန်းဒေသတွေမှာဆိုရင်ဒီတောင်ပေါ်မှာကာကင်းတလုံးဟိုဘက်တောင်ကျော်လေးမှာကာကင်းတော့ဟိုဘက်နေရာမှာဒီလိုတွေသူတော်နဲ့စီထားတာအဓိကနေရာတွေမှာပဲဒီကောင်တွေအပေါ်စီးအသာစီးရယူထားတာ view ဟာအရာပြီးတော့လက်လက်ကြီးပြစ်ခတ်တဲ့ဒါဖြစ်စဉ်တွေမှာဆိုလဲကျွန်တော်အရင်တော့ဆိုပြောဦးတယ်ဒီကောင်တွေကကျွန်တော်တို့ဘယ်လိုပြောမှမပြလက်လန်းမိတဲ့အခြေအနေတစ်ခုကိုဒီကောင်တွေဖန်တီးထားတာရှိတယ်ဆိုတော့ဒီအခြေအနေကြားထဲမှာကျွန်တော်တို့ရေးကြည့်တဲ့နေရာတွေရေးကြည့်တဲ့ point တွေကိုမဖြစ်မနေရှင်းလင်းရတဲ့အခါမှာကျွန်တော်တို့ကြည်မတုံးလို့မရအောင်ကြည်မဖြုံးလို့မရအောင်ဒါကြောင့်ကျွန်တော်မိသားစုဝင်လို့ဒါကျွန်တော်တို့မအောင်မြင်ခဲ့တဲ့တိုက်ပွဲလေးအကြောင်းကိုပြောနေတာပါကျွန်တော်အဲ့ဒီစကန်ကိုလုံးစုံမသိမ့်ပိုက်နိုင်ခဲ့ဘူးဒါပေမဲ့ဒီအပိုင်းအတွင်းမှာအဲ့ဒီစကန်မွားထွက်သွားပြီလို့ကျွန်တော်မိသားစုပြောချင်တယ်ဆိုတော့အနေနဲ့ရဲမှာကျွန်တော်တို့လူငယ်တွေကမ်ပိန်းလေးတွေလုပ်နေကြတယ်ကျွန်တော်ရဲ့မိသားစုနဲ့အတက်နိုင်ဆုံးဝင်ကူညီပေးပါဆိုတော့ကျွန်တော်ဒီကနေ့အဓိကဖော်ပြပေးချင်တာက KIA ဗိုလ်ချုပ်ခွန်မော်ပြောတဲ့စကားတွေကိုပဲကျွန်တော်ပြန်ပြောချင်တာဗျာ KIA ကလက်ရှိသူတို့ရဲ့ဒါတက်ခိုက်ရေးနဲ့ဒီသူတို့ရဲ့စေးမာဗျူဟာအခြေအနေတွေမှာပြင်ပသတင်းတွေကိုအတက်နိုင်ဆုံးထိန်ချန်ပြီးတော့သူတို့တွေစေးလွတ်ဆောင်တယ်လို့ဗိုလ်ချုပ်ခွန်မော်ပြောခဲ့တယ်ပြီးတော့ဗိုလ်ချုပ်ခွန်မော်သုံးလိုက်တဲ့စကားစုတစ်ခုကိုကျွန်တော်အရန်ကြိုက်တယ်ဒီနေ့အဲ့ဒီစကားစုကဘာလဲဆိုတော့နေပြည်တော်အစိုးရနေပြည်တော်အစိုးရလို့အကြမ်းဖက်စစ်ခွေးတက်ကိုသူကခေါ်သုံးလုံးလိုက်တာအရင်ကကျွန်တော်အဲ့လောက်ထိသတိမထားမိဘူးကျွန်တော်ရဲ့မိသားစုလည်းသတိထားမိမလားမသိ
ဘုဇုတ်ကံမောကတော့ပြောလိုက်တဲ့နေပြည်တော်အစိုးရဟုတ်တယ်ဗျာနေပြည်တော်မှာပဲအစိုးရတဲ့နေပြည်တော်အစိုးရအုတ်ချုပ်ကံလူဒန်းစားတွေရှိတဲ့နေရာမှာပဲအုတ်ချုပ်လို့မင်းလို့လို့ရတဲ့နေရာမှာပဲဒီကောင်နေအုတ်ချုပ်မင်းလို့နေကြရတာကျွန်တော်တို့လွတ်မြောက်နေမြေတွေကျွန်တော်တို့တော်လန်ရေးထိတ်ချုပ်နေမြေတွေမှာဒီကောင်နေလာမှတုတ်တောင်လှုပ်လို့မရဘူးတခုတော့ရှိတယ်ဝါဒဖြန့်နေတာတော့ရှိတယ်ဘယ်မှာဘလို့ဖြစ်နေတယ်ဘယ်မှာဘလို့ဖြစ်နေတယ်သူတို့ဝါဒစတိုက်ဖြန့်ဒါတော့ပဲလုပ်လို့ရတယ်ကျွန်တော်မိသားစုကျွန်တော်ပြောပြီးသားကရင်နေတကယ်တိုက်ပြီးဆိုရင်အကြမ်းဖက်စစ်ခွေးတက်ကင်းပြည်နယ်မှာနေစရာမရှိဘူးအဲ့ဒါကိုကျွန်တော်ကောင်းကောင်းသိထားတယ်အများနဲ့ကျွန်တော်ကရင်တွေအထူးကစုပေါင်းပြီးတော့ကျွန်တော်တို့အာနာရှင်ကိုတိုက်ဖို့အတွက်ကျွန်တော်ပဲအများနဲ့စော်ဩနေတာကျွန်တော်ပတ်သက်သူမှန်မှန်သိပါတယ်ဟုတ်ပြီ KIA နေမြေကချင်မှာလည်းပဲအဲ့လိုမျိုးပဲကချင်နေမြေဟာကချင်ပိုင်တဲ့နေရာတွေဖြစ်တယ်ဆိုတော့အဲ့ဒီမှာဂျမ်ဖတ်စစ်ခွတ်တက်ထင်တိုင်းမကျဲလို့မရဘူးလှုပ်ချင်တယ်လှုပ်လို့မရဘူးပြီးကြတဲ့ရပိုင်းကဆိုရင်စစ်ခွေး lobby တကောင်ကအရကတက်တော့ AA ထိတ်ချုပ်ထားတဲ့ဂွားနဲ့ပတ်သက်ပြီးတော့တကောင်အကြီးကျယ်သွားတာဖြစ်ဆိုတော့ကျွန်တော်ကဒီကောင်လေးဘာကြောင့်ဝါဒဖြန့်နေတာလဲဘာကြောင့်ဒီသတင်းတွေကိုထုတ်နေတာလဲအဓိကတော့သူတို့လူသူတို့ကိုမိုဒီပြန်ပေးနေရတာဘာကြောင့်လဲဆိုတော့အခုကျွန်တော်ဒီကနေ့မှပြောမယ်ကြောက်ဖြူမှန်တယ်အရကတက်တော့ AA တိုက်ခိုက်နေတာကြာပြီမှန်တယ်အခုကအဓိက main target ကိုရောက်လာတာဖြစ်ပါတယ်ဟုတ်ပြီဘိုးချုပ်ကမှတုံးလိုက်တဲ့နေပြည်တော်အစိုးရဆိုတဲ့စကားစုလေးနဲ့အသုံးနှုန်းလေးကိုကျွန်တော်အရန်ကြိုက်တယ်ကျွန်တော်အားလုံးခေါ်နေတဲ့နေပူတော်ကြီးပေါ့ဗျာပြီးခဲ့တဲ့ငလင်လှုပ်တဲ့အချိန်မှာအကောင်လုံးစလက်မာတော့မှဘာတန်မှမပါဘဲနဲ့အုပ်လိုက်ကြီးတွေကြွားကြသွားတဲ့နေရာပေါ့ဗျာနော်ဟုတ်ပြီအဲ့ဒီမှာဒီတရုတ်ရဲ့ PR တွေခံနေရတဲ့အကြောင်းဒါပေမဲ့လည်းပဲအဲ့ဒီ PR တွေပြီးတော့တရုတ်ကလည်းဓာတ်ရိုက်သူတို့ကိုဝင်ရောက်ပြီးတော့ဗောနော်လက်ရှိတော်လန်ရေးမှာမပါဝင်ဖို့မပတ်သက်ဖို့တိုက်ပွဲတွေမဖော်ဆောင်ဖို့ပြောနေတာတရုတ်ကဓာတ်ရိုက်ပြောနေသည့်တိုင်အောင်သူတို့အနေနဲ့ပြန်လဲတုံ့ပြန်တာကတိုက်ပွဲမဖြစ်လို့မရဘူးတဲ့။ဘာကြောင့်လဲဆိုတော့အကြံဖက်စစ်ခွေးတက်ကကောင်းနေတူကရသပြည်သူတွေကိုလာရောက်ညှိမနှိပ်စက်တပ်ဖြတ်စကြောင်းထိုးရဲဆိုပြီးတော့အမြေတက်ကြေးရွာတွေကိုမီးရှို့ရှိတဲ့ပစ္စည်းတွေခိုးဆိုလူနိုင်ဆိုတော့သူတို့ဒေတာသူတို့ပြည်နေသူတို့ကာကွယ်ရမယ်အခွင့်အရေးသူတို့မှာအပြည့်အဝအဲ့ဒီအခွင့်အရေးကိုပဲ KIA ကအပြည့်အဝအသုံးပြုပြီးတော့အကြမ်းဖက်စစ်ခွတ်တက်ကိုတုတ်တင်တာဒါအပြင် KIA နဲ့ထိစပ်နေမည်ဖြစ်တဲ့ကျွန်တော်တို့ရဲ့အညာဒေတာမှာလည်းပဲတက်ဖြန့်ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာရှိတဲ့တကပေါက်တွေအကုန်လုံးကိုလည်းပဲကျွန်တော်တို့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့ဝင်တွေပူပေါင်းလှုပ်ဆောင်နေရတယ်ဆိုတဲ့အခြေအနေကိုလည်းဗိုလ်ချုပ်ကံမောပြောခဲ့တယ်ဒါတွေက KIA မှာလည်းမဟုတ်ပါဘူးအကတက်တော့ A မှာလည်းထုံနေကောင်းမယ်အချုပ်ကပြောတယ်အကတက်တော့ A ကပတ်တီးပဲအဲ့ဒါ oh sorry ကကျွန်တော်တို့ကသိတယ်ကျွန်တော်ကင်းစေးပညာကင်းပေါ့နော်ကင်းကျွန်တော်ဒါစေးတင်တဲ့တစ်ခုတက်တယ်ပြီးတော့ကျွန်တော်PDF စစ်တင်တဲ့တစ်ခုတက်တယ်ပြီးတော့ကျွန်တော်အဲ့ဒီမှာတွေ့လိုက်ရတာကအရခတက်တော့ AA ကကျွန်တော်ရဲ့တိုက်ခိုက်ရေးနဲ့ကွန်မန်ဒိုတင်တန်းကိုသူတို့တွေလာပြီးတော့ပေးသွားတာဖြစ်တယ်လာပြီးတော့ပေးတော့ခဏလာပြီးပေးသူပြန်သွားတာမဟုတ်ဘူးနော်ကျွန်တော်မိသားစုကျွန်တော်ရှိနေတဲ့နေမီမှာကအရခတက်တော့ AA တက်စကန်တွေရှိနေတာအခုမှပတ်တီးဆိုပြီးတော့နာမည်ကြီးလာတာမဟုတ်ဘူးငကိုတွေကပတ်တီးနေတာသတင်းမထွက်တာပဲရှိတယ်လက်ရှိချိန်မှာကျွန်တော်တို့ social media ရဲ့အခန်းကဏ္ဍတွေကျွန်တော်တို့ကျဲတပြန့်ဖြစ်လာတာရဲ့ကျွန်တော်မိဘပြည်သူတွေရဲ့တော်လှန်ရေးအသိစိတ်တွေနဲ့နှိုးကြွလာတဲ့အခြေအနေမှာသတင်းတွေကိုစတိုက်ကြောမိသားစုကြားနေရတာဖြစ်တယ်အေးဟာငကိုတွေကပြည်နယ်အသီးသီးမှာရှိပါတယ်ပြီးတော့စိတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးလှုပ်ဆောင်တဲ့နေရာမှာလဲတိတိချာချာကိုသူတို့တွေဒါနင့်နာခံပြီးတော့လှုပ်ဆောင်တတ်တယ်ဆိုတာကျွန်တော်အမြဲတမ်းဖော်ပြတတ်ပါတယ်ဒါကြောင့် KIO ဗိုလ်ချုပ်ကံမောမြကြီးနာနတ်မောင်လီတဲ့အတွင်းထဲကရေဒါစကန်ကိုအသေးခံ drone နဲ့တိုက်ခိုက်ခဲ့တယ်ဆိုတာဗိုလ်ချုပ်ကံမောပြောမှကျွန်တော်တို့တိတိချာချာသိရတာအဲ့လောက်ထိကိုစေးလှုပ်ရ
ကျွန်တော်ဘာတွေဆက်လုပ်ကြမလဲအချို့ကဘယ်လိုပြောမလဲတော့ဟာတော်လိုင်း9နှစ်ကျော်သွားပြီပြည်သူတွေကဒီလိုပဲဖြစ်နေရမှာလားပြောချင်တာကဗျာစစ်ပွဲနှစ်ခုရဲ့ပေါ့နော်စစ်ပွဲနှစ်ခုရဲ့ဂျာမှာကျွန်တော်ပြည်သူတွေကပဲဒါစာဝတ်နေကြက်တဲစွာနဲ့မြေစာပြေအဖြစ်ရှင်တန်နေရမှာလားဆိုတာမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်ပြောချင်တာနဲ့ပြောနိုင်တာတစ်ခုကကျွန်တော်တို့ဒီပွဲကိုအပြတ်တီးသွားမှာဖြစ်တယ်ကျွန်တော်တို့မှာဘာအကြောင်းပြချက်မှလည်းမရှိဘူးကျွန်တော်ပြောပြီးသားဒီလူငယ်တွေဟာအမေရိကန်ကနေပြီးတော့ F1 လေယာဉ်ကြီးလာပို့ရင်တော့မှကျွန်တော်တို့အမေရိကန်နိုင်ငံကိုသွားမဲ့လူငယ်တွေမဟုတ်ဘူးသွားတဲ့လူတွေကိုလည်းအပြစ်တင်ပြီးပြောတာမဟုတ်ဒီပွဲမှာကျွန်တော်တို့အပြတ်ချိန်မုန်းနိုင်တယ်အပြတ်တိုက်နိုင်တယ်ဆိုတာကျွန်တော်တို့နိုင်တယ်ဆိုတာကျွန်တော်တို့တအိုးချင်းစီတိုင်းလုံးသားမှာကိန်းအောင်ပြီးသားဒါကြောင့်ကျွန်တော်မိဘပြည်သူတွေနဲ့အနေငယ်လေးပဲဖြစ်ဖြစ်ဝင်းရံကြပါလို့ပဲပြောတာဟုတ်ပြီဘိုးချုပ်ကွမ်မော်ကပြောခဲ့တယ်လက်ရှိအချိန်မှာဒါနက်မောင်လေးတဲ့အတွင်းကရီယာစကန်ကိုလည်းအတိကန်ဒုံးနဲ့တိုက်ခိုက်နိုင်ခဲ့တဲ့အပြင်ကျွန်တော်တို့ဗမော်တိုက်ပွဲအတွင်းမှာလည်းပဲတင်ကား9စီးကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လို့ပြောပါတယ်ကျွန်တော်တို့ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့လည်းတင်ကားသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်ဆိုတော့သူပြောတာက KIO အနေနဲ့သတင်းတွေကိုတိတ်ပြီးတော့ထုတ်ပြန်လိမ့်မရှိဘူး။ဘာဖြစ်လို့လဲဆိုတော့တခါတည်းမှာအချို့သတင်းတွေကထုတ်ပြန်တဲ့အခါမှာတစ်ဖက်ကနေပြန်ပြီးတော့ counter လုပ်တာတို့စိတ်သက်စစ်စီလုပ်တတ်ပါတယ်။ဥပမာလီတဲ့တက်ခိုက်နိုင်တဲ့သတင်းတွေပေါ့ဒါတိတ်မထုတ်ဘူး။တကယ်တမ်းတောက်လျှောက်လုပ်နေတာမနေ့ကဆိုရင်မြကြီးနားနေတဲ့ scan ဌာနကျော် radar တစ်ခုကိုကျွန်တော်တို့ဖျက်ဆီးပစ်နိုင်တယ်။ပြီးတော့ဗမော်မှာရှိတဲ့တင်ကားတစ်စီးကိုလည်းထပ်မံပြီးတော့ဖျက်ဆီးနိုင်ခဲ့တယ်။ဒီနှစ်လအတွင်းမှာပဲတင်ကား9စီးလောက်ဖျက်ဆီးနိုင်ခဲ့တယ်။အထူးသဖြင့်တော့မနေ့ကရေဒစကန်ရဲ့ရေဒါကိုဖျက်ဆီးနိုင်ခဲ့ခြင်းဟာတကယ့်ကိုတိကျကောင်းမွန်တဲ့အဖြစ်တစ်ခုရလက်တစ်ခုရအောင်ပုံဖော်သွားတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ KIO အနေနဲ့ Federal ပြည်ထောင်စုတိဆောက်ရေးစစ်အာဏာရှင်နဲ့အမြင့်ပြတ်ချေမှုရင်းနဲ့တော်လိုင်းအင်အားစုများနဲ့လက်တွဲကသွားနေပြီးတော့2026ခုနှစ်ဒီအပြောင်းလဲအများကြီးဖြစ်လာမယ်လို့မျှော်လင့်ထားကြောင်းဒီလိုဖြစ်ပေါ်နိုင်ဖို့အတွက်ကိုလည်းစူးစမ်းနေတယ်ဆိုတဲ့အကြောင်းကိုလည်းသူကထည့်သွင်းပြောဆိုထားတယ်ဆိုတော့ကျွန်တော်တို့ကပြောတယ်ကျွန်တော်မိသားစုဝင်ကျွန်တော်မှလည်း target တွေရှိတယ်ကျွန်တော်မှလည်းစီရေးစီမံချက်တွေရှိတယ်ဆိုတော့ဒီပေါ်မှာဒီပြင်မသတင်းတွေကြောင်းပေါ့နော်ကျွန်တော်တို့ဝေဝါးသွားတဲ့အခြေအနေတွေကိုကျွန်တော်တို့မနေကြီးကျွန်တော်တို့အခုပေါ့နော်ကျွန်တော် online ပေါ်မှာစကားပြောတယ်ပေါ့နော်ကျွန်တော်တို့လူငယ်တွေအနေနဲ့မနေကြီးပြန်ပြီးတော့ကျွန်တော်မိသားစုတွေပြန်ပြီးတော့ပြန်ဆွဲရတဲ့အခြေအနေတွေလည်းရှိတယ်ကျွန်တော်လူငယ်တွေဘယ်လောက်ပင်ပန်းလဲကျွန်တော်လူငယ်တွေဘယ်လောက်ထိပေးဆက်ခဲ့ရလဲဆိုတော့ကျွန်တော်သိတော့ကျွန်တော်လည်းသိရလူတွေအများကြီးရှိပါတယ်စလုံးရတိုက်ပွဲမှာထိခိုက်ဒဏ်ရာရလို့ကျွန်တော်အသက်ခန္ဓာကိုယ်တွေဆွတ်လွတ်ခဲ့ရတဲ့လူငယ်တွေအများပြားရှိတယ်လို့မျိုးကျွန်တော်တိုက်ပွဲမဖြစ်ခင်တည်းကကျွန်တော်တို့တောတောင်ထဲမှာဖျားနာပြီးတော့ငှက်ဖျားကြောက်ပြီးတော့အခြားသောဒါဘယ်လိုပြောမလဲ96ပါယောဂလို့ခေါ်မလားအဲ့လိုမျိုးယောဂတွေနဲ့အသက်ပေးခဲ့ရတဲ့ရဲဘော်တွေအများကြီးရှိတယ်ဗျအနှိမ့်ဆုံးဗျစိုက်ကယ်အက်ဆီဒန့်ဖြစ်လို့ခြေထောက်ကျိုးသွားတဲ့သူတွေလည်းအများကြီးရှိတယ်လက်ကျိုးသွားတဲ့သူတွေလည်းအများကြီးရှိတယ်ကားအက်ဆီဒန့်ဖြစ်လို့အသက်ပါဆုံးရှုံးခဲ့ရတဲ့လူတွေလည်းအများကြီးအဲ့ထဲမှာကျွန်တော်တကယ်ရင်တယောက်ပါသွားတယ်ကျွန်တော်လည်းတစ်ပတ်စင်နေအမြဲတမ်းစကားပြောတယ်ပြုံးနဲ့အရက်ရှိရှိလေးနဲ့ဂလန်ဂလားပုံစံမျိုးလေးပေါ့ဗျာစရင်ရန်ကောင်းတယ်ရှေ့တန်းမှာကျွန်တော်တိုက်ပွဲဖြစ်နေပြီဆိုတော့ထိခိုက်ဒဏ်ရာရရှိတဲ့ရဲဘော်တွေကိုပြန်ပြီးတော့ဆွဲထုတ်ဖို့အတွက်ဟိုဘက်ကရန်သူကလည်းပဲလက်နဲ့ကြီးနေတော့တောက်လျှောက်ပစ်တာအဲ့လိုမျိုးကြာရင်ကျွန်တော်မိသားစုဝင်တွေကျွန်တော်တို့ဒါငကနာပွဲကြည်ဘူးလားမသိဘူးကြည်ဘူးရင်နားထောင်ဘူးမှာပါဆိုတော့အဲ့လိုပုံစံမျိုးတပြုံးတိုင်းနဲ့တီးနေတာလူနာတွေကိုရဲဘော်လူငယ်တွေကိုလူနာတွေကိုကားပေါ်တင်ပြီးတော့ပြန်လှည့်ထွက်တဲ့အချိန်မှာကားအက်ဆီဒန့်ဖြစ်ပြီးတော့ကားမောင်းနဲ့ကျွန်တော်ရဲ့တငယ်ချင်းရဲဘော်အသက်ပေးလိုက်ရတယ်ဆိုလိုရင်းကကျွန်တော်ရဲဘော်တွေအသက်ပေးလိုက်ရတယ်ကားတစ်စီးလည်းကုန်သွားတယ်အဲ့တော့အဲ့ကားစားထုတ်ဖို့အတွက်ဒါရဲဘော်တွေကဒါပြီးခဲ့တဲ့ရက်ကဆိုကကားဆိုပြီးတော့ကမ်ပိန်းလေးလုပ်နေတာလေးတွေ့တယ်ပြီးတော့ကျွန်တော်တို့ဒါမြင်းကြံဘက်ကနေပြီးတော့ကမ်ပိန်းလုပ်နေကြတာတွေလည်းကျွန်တော်တွေ့တယ်ဆိုတော့အားလုံးဝိုင်းကူနေကြတာကျွန်တော်လည်းမကြခင်မှာကျွန်တော်ရဲဘော်တွေနဲ့ဒါ
ပြန်တွေ့ရမယ့်အခြေအနေရယ်ပြီးတော့သူတို့တဲ့လိုအပ်တာတွေလည်းကျွန်တော်တို့မိဘပြည်သူတွေကိုတင်ပြရမယ့်အခြေအနေလေးလည်းရှိနေတာပါဟုတ်ပြီဆိုတော့ဒီလိုအခြေအနေတွေမှာကျွန်တော်တို့ရှင်းစွဲ ERO တွေပြီးတော့ပြောချင်တာကဗျာ experience ရှိပြီးတော့ကျွန်တော်တို့တကယ်ကိုခေါင်းဆောင်ကောင်းပိသားတဲ့သူတွေနဲ့လက်တွဲပြီးတော့လှုပ်ဆောင်နေတဲ့ရဲဘော်လူငယ်တွေအများအပြားဟာနေမနာညမနာကြိုးစားနေတယ်ဆိုတာပါဗိုလ်ချုပ်ကမောပြော2026မှာစစ်ရေးနိုင်ငံရေးပြောင်းလဲနိုင်ဖို့အတွက်သူတို့တွေစူးစမ်းပြင်ဆင်နေတယ်ဆိုတော့စကလုံးဟာပါမယ်မဟုတ်ဘူးဆိုတာကိုကျွန်တော်မိသားစုနေပြောချင်တာပါကျွန်တော်အများကြီးပြင်ဆင်ထားကြပါတယ်ဟုတ်ပြီသူပြောတဲ့စကားထဲမှာဒီနေ့ထိကျွန်တော်တို့သွားနေတဲ့မူကတော့တော်လိုင်းအင်အားစုများနဲ့လက်တွဲတယ်ပြီးတော့နေပြည်တော်အစိုးရကိုလည်းကျွန်တော်တို့ပုံဝင်လင်းလင်းပြောထားတယ် KIO အဖွဲ့ထဲနဲ့စကားပြောလို့မရဘူးမပြီးဘူးနေပြည်တော်ဟာ NUG နဲ့လည်းစကားပြောချင်တဲ့ဆန္ဒရှိလားလို့မေးထားပါတယ်တဖွဲ့ချင်းစကားပြောတဲ့ပုံစံမျိုးကို KIO ကလက်ခံမှာမဟုတ်ဘူးဆိုတာမျိုးကိုနိုင်ငံတကာနဲ့အိန္ဒိယနိုင်ငံတွေကိုလည်းပြောပြီးသားဖြစ်တယ်ဒီနေ့ကျွန်တော်တို့သွားနေတဲ့တော်လိုင်းခရီးက65နှစ်ပြည့်သွားတဲ့အခါမှာကျွန်တော်တို့ဘယ်လိုတိဆောက်ထားပြီးပြီလဲဘယ်လောက်ထိတိဆောက်ပြီးပြီလဲဆိုတာပေါ်လဲပြန်ပြီးတော့သုံးသပ်နေတယ်လို့ဗိုလ်ချုပ်ကံဘော်ကပြောဆိုထားတာပါဆိုတော့တို့အစိုးရဘက်ကနေပြီးတော့တိုက်ပွဲမဖော်ဆောင်ဖို့ပြောတယ်ကျွန်တော်တို့ရှောင်လွဲလို့ရမှာမဟုတ်ဘူးဒီမိုကရေစီအင်အားစုနဲ့တိုက်ပွဲတွေဖော်ဆောင်ရမှာဖြစ်တယ်အထူးဖြင့်ကျွန်တော်တို့ရဲ့အိမ်ချန်ဝင်းတကားပေါက်ဖြစ်တဲ့စကိုင်းမှာလည်းပဲရန်သူကိုစောက်ရတယ်စကိုင်းတိုင်းမှာရှိတဲ့အင်အားစုတွေနဲ့ကချင်ပြည်ကတကားပေါက်တွေကိုလုံခြုံအောင်တေချာလုပ်ရမယ်ဆိုပြီးတော့သူပြောဆိုခဲ့တာဖြစ်ပါတယ်ကျွန်တော်ညာဒေသတွေမှာလည်းပဲကျွန်တော်အင်အားစုတပ်ဖွဲ့ဝင်တွေကျွန်တော်လူငယ်တွေကောလင်းကတာကမ်ဘရူက3လုံးပေါ့နော်ဆိုတဲ့နေရာတွေကိုလည်းကျွန်တော်တို့ဒါခိုင်မာတဲ့ဒါလွတ်မြောက်တဲ့နေမြေအဖြစ်ကျွန်တော်တို့ပုံဖော်ခဲ့တဲ့ဒါစီရေးပြတ်မှတ်တွေကိုလည်းကျွန်တော်ရဲ့မိသားစုဝင်တွေတွေ့ခဲ့ပြီးဖြစ်မှာပါကျွန်တော်တို့ကခက်ခဲမျိုးစုံကြားထဲမှာဒီနေ့ဒီလိုအခြေအနေထိကျွန်တော်တို့ရက်တည်ပြီးတော့ကျွန်တော်တို့တာလုံအင်အားတွေရှိပါတယ်ကျွန်တော်တို့လက်နက်တွေမြောက်များရှိပါတယ်လက်နက်စက်ယုံလည်းပိုင်ဆိုင်ထားပါတယ်ပြီးတော့ကမ္ဘာအဆင့်လည်းရှိပါတယ်ကြီးတဲ့ရှိတဲ့လေးတဲ့လည်းရှိပါတယ်ပြီးတော့ကျွန်တော်နိုင်ငံကိုနှစ်ပေါင်းများစွာတဲ့ကအာနာရှင်တတိတည်ထားတဲ့ပြည်သူကိုယ်တော်မှဗျာနှစ်ချမ်းခွဲထားလောက်အောင်ကိုနှစ်ပေါင်းများစွာရုပ်မာထားတဲ့အာနာယူအုပ်စုကိုကျွန်တော်တို့တုံ့ပြန်နေရတာဖြစ်တယ်ကျွန်တော်လူငယ်တွေခေါင်းဆောင်ကောင်းတွေရဲ့ညွှန်ကြားမှုအမိန့်တွေကိုမနာခံနိုင်တဲ့လူတွေတယောက်မှမရှိဘူးကျွန်တော်တို့နားလဲတယ်ဘုရားကွမ်းမော် PIA နဲ့ပတ်သက်ပြီးတော့သူတို့တွေဘယ်လောက်ထိတောင်မှအခုချိန်ထိပေါ့နော်တော်လန်ရေးကာလာတွေကိုသူတို့ဘယ်လိုဖြတ်တန်းနေကြရလဲပြီးတော့ KNU သူတို့တွေဘယ်လိုဖြတ်တန်းနေကြရလဲပြီးတော့အရကတတော့ AAULA ပြီးတော့အခြားသောတပ်ဖွဲ့ဝင်တွေဥပမာ TNLA လိုမျိုးပေါ့ဗျာ MNDAA လိုမျိုးပေါ့ကျွန်တော်တခါပြောမှုတယ်ကျွန်တော်မိသားစုကရင်ပြည်နယ်နဲ့ထိုင်းထိစက်နယ်မြေတွေမှာမြန်မာငွေမသုံးကြဘူးထိုင်းဘက်ပဲသုံးကြတာပြီးတော့တရုတ်နဲ့ထိစက်နယ်မြေတွေမှာလည်းမြန်မာငွေမသုံးကြဘူးတရုတ်ငွေတွေပဲသုံးကြတာဆိုတော့အချို့သောနေရာတွေမှာပေါ်ပေါ်တင်တင်ကြီးစန့်ကျင်လို့မရတဲ့အခြေအနေတွေလည်းရှိတယ်ဆိုတာမျိုးပါဒါပေမဲ့သူတို့ရဲ့နေမြေပိုင်ဆိုးမှုအတွက်ပြောချင်တာကစေရေးအာတိတာပြည့်သွားတဲ့အချိန်တရုတ်ရဲ့ဖိအားတွေဝင်လာတဲ့အချိန်သူတို့ကို၌ကိုကငကိုကလေးကမရက်တီဓာတ်တဲ့မရက်တီနှိုင်တဲ့အခြေအနေပြောချင်တာကဗျာ perfect အရင်ချင်းတရားကိုင်းလုံးပြည့်ဝနေတဲ့အဖွဲ့အစည်းတွေမဟုတ်တဲ့အခါမယ်သူတို့တွေအခုလိုမျိုးပဲအချို့အရာတွေကြောင်းဆိုပြီးတော့အရှုံးပေးရတာတွေရှိတယ်ဟုတ်ပြီဒါပေမဲ့ကျွန်တော်တို့လူငယ်တွေဟာလက်ရှိတိုင်းသားတပ်ဖွဲ့ဝင်အားလုံးနဲ့ပူးပေါင်းပြီးတော့လှုပ်နေနိုင်တယ်ကျွန်တော်တို့လူငယ်တွေမှာဘာပြဿနာမှမရှိဘူးဒါလေးကိုလေကျွန်တော်ရဲ့မိသားစုဝင်သိစေချင်တယ်ဒါဆိုရင်ပြဿနာရှိနေတဲ့နေရာဟာဘယ်နေရာလဲဆိုတော့အဲ့ဒီပြဿနာကိုမီးမွေးခဲ့တဲ့သူတွေဟာလက်ရှိကျွန်တော်နိုင်ငံအတွင်းထဲမှာဗျာမညီမညွတ်အောင်
ပြောချင်တာကဗျာကရင်နဲ့ဗမာတော်မှအစိမ့်မပြေအောင်ဗျာပြောရင်ဗျာဗမာလူမျိုးကြီးဝါဒီဘာညာဆိုပြီးတော့ပြောခဲ့တဲ့အခြေအနေတွေဗျာပြီးတော့လူငယ်တွေကကောက်ရုံးမိပါပဲဘာညာဆိုပြီးတော့လုတ်ခဲ့တဲ့အခြေအနေဗျာအချို့ဆိုဘယ်လောက်ဆိုးတယ်အောင်မေးလေကျွန်တော်မိသားစုနေကျွန်တော်ဗီဒီယိုကြည့်နော်အချို့ဟာလေးသိရမယ်မင်းတို့ကလာတာပဲကွာတဲ့တော်ရင်လာလောက်တာပဲတဲ့ငါတို့နယ်မြေမှာရှိတယ်ငါတို့တိုင်းရင်းသူတွေမင်းတို့ယူပါအောင်ငါတို့ပဲပါသွားတာပဲတဲ့ပြီးတော့မင်းတို့ကတတိယနိုင်ငံတွေထွက်သွားကြရောတဲ့ပြောချင်တာဗျာမင်းတို့လာတယ်ကွာတော်လာတယ်ကွာငါတို့ကစစ်တင်တန်းတင်ပေးတယ်ကွာငါတို့ကလည်းတက်ဆင်ပေးတယ်ပြီးတော့ငါတို့သမီးတွေငါတို့တူမတွေငါတို့ရဲ့မြေးတွေကိုမင်းတို့ပဲမသွားတယ်ကွာပြီးတော့မင်းတို့ကနိုင်ငံခြားကိုထွက်သွားကြတယ်ကွာဆိုတော့ငါတို့ကတော့တုံရင်းပဲဆိုတာမျိုးပါအချို့တွေအဲ့လိုသုံးသက်ပြောဆိုတာလည်းရှိတယ်သုံးသက်တာတော့မဟုတ်ပါဘူးဗျာပြောခဲ့တာကျွန်တော်ကိုယ်တိုင်နားနဲ့ကြားလိုက်တာပါပြောပါတယ်ဆိုတော့အဲ့ဒါကျွန်တော်လည်းပြောပါတယ်ဟာကျွန်တော်လုံးဝမရှိပါဘူးဆိုတော့ဒီလိုမျိုးချင်နေပါဆိုတော့ဒါဆိုရင်တော့လက်ရှိကျွန်တော်တို့လူငယ်တွေရဲ့အခြေအနေတွေကျွန်တော်မိသားစုဝင်တွေခံမှန်းမိမှာပါပြီးတော့ကျွန်တော်တို့ရခိုင်နဲ့ပတ်သက်တဲ့စစ်မြေပြင်ကိုပြန်ပြီးတော့ကြည့်ရအောင်ပါကျွန်တော်ကြောက်ဖြူမျိုးနယ်မှာတကြောင်ရီတဲ့စကန်ဌာနကျော်အရကတက်တော့အေးအပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေတာကိုကျွန်တော်တို့ဒီနေ့ထပ်မှန်ပြီးတော့အတီးပြလို့ရပါတယ်ဆိုတော့အဲ့ဒီမှာလည်းပဲအချမ်းဖက်စစ်ခွေးတက်ကအရကတက်တော့အေးလည်းတိုက်ပွဲစတင်ကြတဲ့ကသူတို့မှလည်းပို့မလောက်စစ်ကူတွေအမြောက်အများကိုထပ်မှန်ပို့နေပေမဲ့လည်းပဲအခုချိန်ဒီလည်းပဲဘာမှစီအတာမရနိုင်တာကအရကတက်တော့အေးအောင်မြင်မှုပါစစ်ကူတွေတောက်လျှောက်ပေးတယ်ဗျာပြစ်ကူတွေတောက်လျှောက်ပစ်တယ်ဗျာရေပြင်ကလည်းပစ်တယ်ဝေဟင်ကလည်းပစ်တယ်ကုန်းပေါ်ကလည်းပစ်တယ်ဆိုတော့ဒီချိန်နေ၃ခုလုံးကိုဒီချိန်နေ၃ရက်လုံးဒါတော့မှကျွန်တော်တို့အဲ့ဒီမှာရှိတဲ့ကြောက်ဖြူမှာရှိတဲ့ကျွန်တော်တို့ပါစားလို့လည်းခေါ်မယ်ပြီးတော့လုံုံရေးဆိုတဲ့ကောင်တွေကိုကအသုံးပြုပြီးတော့အရကတက်တော့အေးကိုပြန်ပစ်နေတဲ့အခြေအနေတွေကိုရင်ဆိုင်နေရတာဒါပေမဲ့လည်းပဲကျွန်တော်တို့အရကတက်တော့အေးကသူ့ရဲ့စီးပြစ်မှတ်ကိုရောက်အောင်ကိုသွားနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်လက်ရှိချိန်မှာညအိုရီတဲ့ scan မှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေပြီဆိုတော့ကြောက်ပြူတပုတ်တောင်ရေ scan နီးမှာတိုက်ပွဲတွေပြင်းထန်နေတယ်စကလေချောင်းရောရေချောင်းရောစင်အင်အား600လောက်ထပ်ဖြည့်ထားတယ်လို့လည်းကျွန်တော်ကြားသိထားရတယ်ရတဲ့32ဘက်ကလည်းတိုက်ပွဲအခြေအနေတွေကတော့ဘာမှမထူးသေးဘူးလို့ဆိုရတယ်ဆိုတော့စစ်ကူတွေအင်အားအများပြားကိုသုံးနေပေမဲ့လည်းလက်ရှိချိန်မှာဂျမ်ဖက်စစ်ခွေးတက်ကကောင်တွေအခြေအနေမကောင်းဘူးလို့ကျွန်တော်ကြားသိထားရတယ်အဲ့ဒီညရီရေစကန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သတင်းကောင်းကိုလည်းကျွန်တော်တို့အမြင်ဆုံးကြားရဖို့ကိုကျွန်တော်တို့ပြည်သူအားလုံးကလည်းစန္ဒရှိနေလို့အားလုံးကလည်းအရကတက်တော့အေးနဲ့ရက်တည်နေကြတယ်အားလုံးကလည်းစတောင်းပေးနေကြတယ်ကျွန်တော်ပါဝင်ဆိုတော့ဟုတ်ပြီ KIA ဗမောစားတိုက်ပွဲတွေတိုက် KIA တိုက်ဆိုတော့ဟိုဘက်ကျောက်ကကောင်တွေကအဝါရတွေကြီးကျယ်တွေဖြန့်ဒါပေမဲ့အဲ့လိုနေရာတွေကိုတိုက်ခိုက်ဖို့အတွက်ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကအရှိမဗိုလ်ချုပ်ကံမောပြောသလိုမျိုး KIA ဝင်ပေါက်တွေကိုကျွန်တော်တို့ကအတူပူးပေါင်းပြီးတော့ကာကွယ်ပေးနေကြရတယ်ဒါမှလည်းပဲကျွန်တော်တို့ဒီကောင်တွေထဲမှာသူတို့ပြန်ပြီးတော့တုံ့ပြန်နိုင်တဲ့အခြေအနေတည်းရှိခဲ့သေးတာအပြည့်အဝဒီကောင်တွေအလုံးမလုံးနိုင်တော့ဘူးအရကတက်တော့အေးလေထုံနေဒီကောင်ပဲဒါကြောင့် ARD ဘကိုစားတဲ့နေရာတွေမှာပါအရကတက်တော့အေးကပတ်ပြီးတော့တီးနေတာကျွန်တော်မိသားစုဒီနေ့ဘကိုမှာစစ်စင်ရေးတခုပေါ်ဆောင်သွားတယ်ကျန်ဖက်စစ်ခွတ်တက်ကတော်တော်လေးကိုကြောက်သွားတယ်လို့ကျွန်တော်သတင်းကြားသိထားရတယ်ဟာရခိုင်နေပါလာလားတဲ့ဘကိုမှာတဲ့ခင်ဗျားတို့ကျွန်တော်သတင်းကိုမကြည့်လို့ရခိုင်နေကဘကိုးတွေမဟုတ်ဘူးရန်ကုန်ကိုရောက်လာရင်လည်းနေပြည်တော်အထိရောက်လာရင်လည်းရခိုင်နေပါလာမှာဟုတ်ငကိုတွေကအခုမှမဟုတ်ဘူးကရင်တိုက်ပွဲဖော်ဆောင်နေတယ်ဟုတ်ပြီဗျတက်မှာ9တက်မှာ6သွားကြည့်ကျွန်တော်ရဲ့မိသားစုနေအရခတ်တက်တော့အေးရှိတယ်ရခိုင်နေရှိတယ်ဟာမောရေဘတ်မှာရခိုင်နေမရှိဘူးထင်လို့လားရခိုင်နေရှိတယ်ကျွန်တော်ရဲ့မိသားစုဝင်လို့ကျွန်တော်အတူတူလက်တွဲခဲ့တာကျွန်တော်ကောင်းသိတယ်ဟုတ်ပြီကျွန်တော်အဲ့ဒီကြောက်ဖြူရမ်ဘယ်ထိုးစစ်ဆင်တဲ့ကာလတွေမှာဂျမ်ဖက်စစ်ခွေးတက်ကနေပြီးတော့စစ်ရင်အားတွေအချိန်ချင်းဖြစ်တင်းပြီးတော့ခုခံနေကြရှိနေတယ်ပြီးတော့ဘလောင်ဝါယူကောက်ပွဲရှိနေတဲ့အတွက်အဲ့ဒီယူကောက်ပွဲလုပ်တာကိုလည်းလက်မခံတဲ့အတွက်မြို့ကိုလည်းပဲဒါတိုက်တာလည်းပါတယ်တဲ့ပြီးတော့ကျွန်တော်ကြောက်ဖြူမျိုးတစ်ခုလုံးဆိုရင်ညရီရဲ့စကန်ဌာနချုပ်ကအဓိကအချက်ချပဲဖြစ်တယ်တဲ့နှစ်ပတ်လုံးအတွက်ရေးကြီးတာညရီရဲ့စကန်ကတန်တွဲလိုပဲတဲ့ရေစကန်ဌာနချုပ်ကိုအရင်တိုက်မဲ့ပုံစံမျိုးလို့ကျွန်တော်တို့
ယူဆထားကြရပါတယ်လက်ရှိအချိန်မှာလည်းပဲဂျမ်ဖက်စစ်ခွေးတက်ကရေချောင်းကနေပြီးတော့အင်အားတွေတောက်လျှောက်ကျွန်တော်တို့ကြောက်ဖြူကိုဖြစ်တင်းနေတာတွေရှိတယ်ရေချောင်းကနေပြီးတော့တောက်လျှောက်ကျွန်တော်တို့ပြစ်ကူတွေပေးနေတာရှိတယ်ဆိုတော့အလကတက်တော့အနေနဲ့ကတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့လိုချင်တဲ့သူတို့ရဲ့စီးပြစ်မှတ်နေရာကိုရောက်ရှိလာပြီးတော့လုံးဝမခံနိုင်တော့တဲ့အချိန်မှာလက်ရှိအချိန်မှာကြောက်ဖြူမှာခုခံနေရတဲ့ကောင်းနေစုတ်ခွာထွက်ပြေးနေကြပြီဆိုတဲ့အကြောင်းကိုကျွန်တော်မိသားစုကျွန်တော်သတင်းကောင်းလာပြောတာဖြစ်တယ်အဲ့ဒီရဲ့စကန်ဌာနချုပ်ကိုကျွန်တော်အရန်လိုချင်တယ်လို့ကျွန်တော်မိသားစုနေအရန်လိုမှာပါရခိုင်သူရခိုင်သားတွေပို့ပြီးတော့လိုမှာပါကျွန်တော်အားလုံးအတူတူရှိနေပြီဖို့အရေးကြီးတယ်ဘာလို့လဲဆိုတော့အရေးကြီးတဲ့ကာလတွေရောက်လာပြီးကျွန်တော်တို့အချိန်တွေနည်းနည်းလေးပိုကြာလာတယ်လို့ခံစားရတဲ့အချိန်မှာကျွန်တော်တို့တုံးနဲ့တူခလုတ်တိုက်နေလို့မရအောင်အငင်းပွားနေလို့မရအောင်အရှိမကျွန်တော်ပြောခဲ့သလိုမျိုးကျွန်တော်လက်တကန်အလိုလေးပဲရှိတယ်ကျွန်တော်အဲ့ဒီစကန်ကိုမသိမ့်လိုက်ရအောင်ဘာကြောင့်လဲကျွန်တော်တို့မှကြည်မလောက်တော့လို့ကြည်ရချန်ရတယ်ကျွန်တော်ရဲ့မိသားစုနေကြည်မရှိရင်ကျွန်တော်တို့ကင်ထားတဲ့တနက်ကလေးဒုတ်တစ်ချောင်းလောက်တောင်မှအသုံးမဝင်တော့ဘူးဝရင်တို့ကင်ထားရင်တော့မှနည်းနည်းကင်လုံးလို့ကောင်းသေးတယ်ကြည်မရှိရင်တနက်ကအလကားဖြစ်သွားပြီပြီးတော့နိကတိုက်ပွဲတွေမှာကျွန်တော်လက်ပြုတ်ပုံတွေလိုတယ်ပြီးတော့40မမတွေလိုတယ်ကျွန်တော်မိသားစုဝင်ဒါတွေတက်လဲကျွန်တော်တို့ပြင်ဆင်ထားတာပဲဒါပေမဲ့တိုက်ပွဲဆိုတာကကျွန်တော်တို့ခံမှန်းရခက်တယ်အချိန်ဘယ်လောက်ကြာမလဲဘယ်လိုလဲပါလဲညာလဲဆိုတာရှိသေးတယ်ဆိုတော့ဒီချင်းတွေမှာကျွန်တော်တို့အားလုံးတူတူရှိနေပေးပါလို့ကျွန်တော်မိသားစုထပ်မှန်ပြီးတော့ကျွန်တော်လိမ့်နေတဲ့မေတ္တာရက်ခံလိုတယ်ဆိုတော့ကြောက်ဖြူမှာတိုက်ပွဲတွေပြင်းထန်နေတယ်ကြောက်ဖြူမျိုးနယ်ကနေပြီးတော့တက်ဆုပ်ပြီးတဲ့ချမ်းဖက်စစ်ခွေးတက်တွေကလက်ရှိအချိန်မှာရွာလေးရွာကိုမီးရှို့ပြီးတော့မှပြေးတယ်လို့ကျွန်တော်ဒေသခံကဒီကနေ့သတင်းပေးပို့ထားတာဖြစ်တယ်ကနဦးသိရှိထားတဲ့အချက်တွေမှာဆိုရင်မီးရှို့ပြီးတော့ထွက်ပြေးတဲ့ကျွန်တော်တို့ရွာလေးရွာပေါ့နော်မီးလောင်နေတာပြီးတော့ကြောက်ဖြူမျိုးမြစ်တစ်ဖက်ကံစိုင်းတုံတွင်းကြေးရွာအုပ်စုတောင်ရင်တောင်ငူမြေကုန်းနဲ့တနက်ပင်အောက်ကြေးရွာတွေမှာဖြစ်တယ်လို့လည်းကျွန်တော်တို့ကြားသိထားရတယ်ကျွန်တော်တို့ February 9 ရက်နေ့မနက်ပိုင်းမှာဒိုမတောင်ဝင်းကျင်မှာဖြစ်နေတဲ့တိုက်ပွဲအတွင်းမှာချမ်းဖက်စစ်ခွေးတက်ကကောင်းနေဒါနောက်ဆုတ်ခွာထွက်ပြေးတယ်ဆုတ်ခွာထွက်ပြေးတာတော့မှအဲ့ဒီရွာတွေကိုမီးတင်ရှို့သွားတာဖြစ်တယ်လို့ကျွန်တော်တို့ဒေသခံကသတင်းပေးပို့ထားတာဖြစ်တယ်ဒိုမတောင်ဘက်မှာဖြစ်နေတဲ့တိုက်ပွဲတွေတင်းကလည်းဆုတ်ခွာထွက်ပြေးလာတဲ့စစ်ခွေးတွေကရွာတွေကိုဝင်ပြီးတော့မီးရှို့သွားတာတဲ့လက်ရှိအချိန်မှာစိုင်းတုံတိုင်းဘက်ကနေပြီးတော့ရွာလေးရွာလောက်မီးလောင်နေတယ်လို့ကျွန်တော်တို့ကြားသိထားရတယ်ရွာတရားတဲပေမဲ့အဲ့ဒီရွာလေးရွာပေါင်းရင်စိုင်းတုံရွာကြီးဖြစ်တယ်လို့လည်းဆိုရတယ်ရွာကထွက်ပြေးလာတဲ့သူတွေကလက်ရှိအချိန်မှာပေါ့နော်ဒါစစ်ဆောင်နေတဲ့အခြေအနေတွေပြီးတော့ဒီကောင်တွေကပြေးတာအောင်ယူပြေးတာမဟုတ်ဘဲနဲ့တကယ်ကိုအောက်တန်းကြသွားနဲ့ကျွန်တော်ဒေသခံကြေးရွာတွေကိုမိရှုပြေးတာပါဘာထူးလဲပြီးရင်ဖမ်းမိကျွန်တော်တို့ကပါစာပြည်သူစစ်တွေပါကျွန်တော်တို့ကစစ်မှုထမ်းအသစ်တွေပါလောက်ပြန်တာဖမ်းမိရင်เนาะကျွန်တော်ရဲ့မိသားစုဘယ်လိုအခြေအနေမျိုးတွေကြောင့်ကျွန်တော်တို့ဒီထဲကိုရောက်လာတာပါကျွန်တော်တို့ကအလင်းဝင်ဖို့အမှောင်ဝင်ဖို့လက်နဲ့ချဖို့ကြိုးစားနေတာဘယ်သူနဲ့တော့ချိတ်ထားတာဘယ်သူဘာညာတကောင်းနေမှာညံနေညံနဲ့ကလိန်ကြက်ကြောင်းပြချက်တွေမျိုးစုံကျွန်တော်တို့ကလည်းဘာမှမပြီးတော့ပါဘူးဟိုစကားပဲပြောရမှာပေါ့နော်ကျွန်တော်တို့အကြော့ပြောသလိုပေါ့အကြော့အစီကိုပြောသလိုအေးဟုတ်လားအေးမင်းနောက်ဘွားကြမှာမင်းငဲပြီးရောက်မှာငါပြောလိုက်တော့ဟုတ်ပြီဒီကနေ့မှာကျွန်တော်ဖော်ပြခဲ့တဲ့အကြောင်းအရာတွေကျွန်တော်2026မှာကျွန်တော်လူငယ်တွေအများကြီးအားတွေစိုက်နေကြတယ်အများကြီးပြင်ဆင်နေကြပါတယ်ပြီးတော့ကျွန်တော်တို့ဒါဒီ case ဒီစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြင်ဆင်မှုတိုင်းအတွက်လည်းကျွန်တော်တို့တကယ်ကိုစီစီလုံးလုံးနဲ့ဆောင်ရွက်နေတယ်ဆိုတာလည်းအဓိကပြောချင်တယ်ပြီးတော့လူငယ်တွေကိုအတက်နိုင်ဆုံးဝင်းရံပေးကြပါမိမိတို့လက်လန်းမိတလောက်ပေါ့ဗျာကျွန်တော်ရဲ့မိသားစုဝင်ဒါကျွန်တော်တို့ကုညီဝင်းရံတဲ့နေရာမှာလည်းပဲကျွန်တော်တို့ကုညီမှုတိုင်းဟာထိရောက်ဖို့လည်းအရေးကြီးပါတယ်လိန်လည်နေတဲ့ချာဖြန့်နီးပါးလောက်ဒီတော်နေတဲ့ကောင်တွေလည်းအများကြီးရှိပါတယ်ကျွန်တော်တို့ဆိုရင်ဗျာ24နာရီအလုံးမလုံးနိုင်ဘူးပြောချင်တာက24နာရီမိဘပြည်သူနဲ့စကားတွေပါပြန်ပြောတာတွေပါမလုံးနိုင်ဘူးသို့ပေမဲ့လူလိန်ကောင်တွေကအချိန်မီလိုင်းပေါ်မှာရှိတတ်ပါတယ်ဆိုတော့ဒါလေးကို view site ပေးပါဆိုတော့ကိုကူညီမှုဝင်းရမှုတိုင်းကအဓိကနေရာတွေကိုကျွန်တော်တို့တိုက်ရိုက်စီစဉ်နိုင်ဖို့ကိုကျွန်တော်တို့အတူတူစူးစမ်းပြီးတော့ရှာဖွေကြရမှာဖြစ်ပါတယ်လိုအပ်တဲ့အကြံဉာဏ်တွေကျွန်တော်စီမှာဒီဆက်သွယ်ပြီးတော့ပြောဆိုနိုင်ပါတယ်ဗျ
ဒီကနေ့မှာကျွန်တော်ဖော်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားအားနဲ့တက်မလို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုကိုဒီတက်ပို့ကောင်းကျွန်တော်အများနဲ့ကြိုးစားနေပါတယ်ဗျနည်းနည်းပေးစစ်ပေးကပ်ပေးကြောင်းနဲ့ကျောင်းနိုင်ငံတွင်းမှာရှိတဲ့မိသားစုတဦးချင်းတဲ့ပြည်နဲ့ကင်းရှင်းပါကြလေးနဲ့စတောင်းရင်လည်းကျွန်တော်ရေဝရှမ်းလေးပါဗျ